လောက်တော့ဝက်နော်တစ်ခုရှိရင်ဘယ်လိုစားရမှာဟုတ်တရားတူပဲโอเคထည့်ကြည့်လိုက်မယ်နော်ဘယ်လောက်ရှိလဲအေးတော့ဝက်တော့ပြီးသွားပြီလေအေးလူလေမအေးညီးဒီလေတော့ပြီးသွားပြီအခုဒါတယောက်တော့ဝက်လားတရားတော့ရှီရလောက်လားရှီရလောက်လားလေရှီရညီမတယောက်ကရှစ်တယ်ကောင်းလားကြိုက်လားဝယ်ပေးဦးမယ်နော်နောက်နေ့ကြရောက်ကဝါရောလေကုန်သွားပြီပေါ့မဟုတ်အမလေးလိမ္မာလိုက်အဲ့ဒါရင်းနေရမှာရအေးဟုတ်တာပေါ့တဲဆိုင်ရတော့တဲဆော့ရတယ်ဆော့လေသမီးလေးဆော့ခြင်းလေးမကဒီကတော့ဒီဆိုင်ရအေးပေါ့သမီးလေးဆော့ခြင်းလေးလို့လားဒီဆော့ခြင်းလေးမဆော့ခြင်းလေးဆော့ခြင်းလေးလို့အေးပါလေသမီးဆော့ခြင်းလေးရောဆော့ခြင်းလေးလို့ရှိရင်ခဏလေးတော့ဆော့နော်ပြီးလို့ရှိရင်ကိုကိုနဲ့ဆိုင်ရစီးအောင်ပါလားကိုကိုကြီးနဲ့ဆိုင်ရစီးအောင်ပါလားဟုတ်ကဲ့အေးပါဆိုင်ရစီးရင်သေချာကြိုင်ရမယ်နော်ပြုတ်ဝကြအောင်ကြိုင်ရမယ်နော်ဟုတ်ဘယ်သူကလောအောင်လောအောင်မျက်နှာကြီးကိုအဲ့လိုမလုပ်ရအောင်နော်အဲ့ဒါတို့ညာနေတမီးကရုပ်ကလေးကလှလှလေးမျက်နှာကြီးကတရွက်ကြီးပြောအောင်မယ်နော်မလုပ်ရအောင်နော်လိမ္မာတယ်မမကြီးလေးကဆိုင်ရစီးလို့ရှင်ဘယ်သူကအရှိမထိုင်တာဘယ်သူကအနောက်ဝင်တာမင်းနောက်မှာအေးရဖြစ်ဩတမီးကအဲ့လိုမျိုးခွဲထားတာဟာတယောက်တည်းလဲထိုင်တာအေးရမမေအေးမမေအေးဟဲလူပြောင်းသွားပြီဟဲဘယ်လိုလုပ်မမေမေကအိမ်ဖြစ်သွားပြီအေးကမေမေဖြစ်သွားပြီအဲ့ဒါဒီမှာထိုင်မှလူပြန်ပြောင်းလိုက်မလားဟဲ့ချက်လောက်လုပ်ပြီနော်ဟဲ့အခုကဘယ်သူကမေမေနော်ဘယ်သူကအိမ်နော်ခွတ်ဟာအိုခွတ်ဟဲ့ချက်လောက်မမေဆောက်ဒီလေးရောက်ပြီမေဆောက်ဒီစီလိုက်ရောက်လာအောင်လုပ်ပြီးမယ်အေးပါမမကြီးလုပ်ပေးရမှာဆောက်ပြီးသေးလားညုံအခုပြောရအောင်မယ်အခုလောလောဆယ်ဇီးပြဇီးပြအခုလောလောဆယ်လေဇီးပြလေးကခရီးထွက်ပြန်မရောက်သေးဘူးဇီးပြလေးကိုပြန်ခေါ်လာအောင်မယ်ဇီးပြလေးရေတို့ရှိကိုပြန်လာခဲ့အောင်နော်လေငိမ့်စီးပြီးတော့လာခဲ့နော်ဆိုမမရှိကိုဇီးပြလေးကပြန်ရောက်ပြီဆိုတော့မမဟတ်ချလုံးဆိုလုံးလိုက်လို့ရှိရင်အိမ်လေးနဲ့မမီလေးနဲ့ရှိကိုရောက်လာတာအဲ့ဒါလေဇီးပြလေးကလေအိမ်နဲ့မမီနဲ့အရန်ချစ်လို့ရှိရင်ပြန်လာပါလေနော်အခုချစ်လာချစ်တယ်မုံလို့ရှိရင်ပြန်လာလားလေးချစ်တာမလေးချစ်တာဟုတ်တယ်ပါလေးကိုနမ်းပါလေဟုတ်တယ်ထပ်မပြင်းနဲ့ဒီမှာထိုင်နေအောင်ဇီးပြားလေးကမမကိုလှမ်းပြောသေးရဲ့ပြီလားအေးနဲ့မမရေးတဲ့ဇီးပြားလေးကလေတဲ့မိမိလေးနဲ့အိမ်လေးနဲ့အရန်နဲ့ချစ်တော်တဲ့မမရှိကိုပြန်လာမှာတဲ့ဘာမှအောင်မလို့နဲ့သူတဲ့တခြားတဲ့ဘာတွေဝယ်ခဲ့တရားအောင်မဟုတ်တဲ့မိမိနဲ့အိမ်လေးကဘာကြိုက်ပြီးတော့တဲ့ तू ကပြောတာဇီးပြားရဲ့ပြီးတော့ချောကလက်ရဲ့ငမန်းကျယ်ကြီးလေးရဲ့ပြီးတော့ဒါပဲလားဒါပဲနည်းနည်းပဲအေးပေါ့အများကြီးဆိုလို့ရှိရင်မဖြစ်ပါဘူးကိုကိုလည်းကြွေးရမှာကိုလေးကအစောကဘိုက်စာလို့တဲ့ဘာကြွေးရင်ကောင်းမလို့ငမန်းကျယ်ကြီးကြွေးရမှာငမန်းကျယ်ကြီးကခုရှိဦးလေတော့ဝင်နေလေဇီးပြားလေးကိုမှာလိုက်မယ်နော်ဇီးပြားလေးရင်မမပြောလိုက်မယ်နော်သူ့ကိုနော်ပုံဆက်ပြီးတော့ဟယ်လိုဇီးပြားလေးလားမေမေလေးနဲ့အိမ်လေးနဲ့လေရမ်းချစ်တာနော်သိလားသူတို့ကလေရမ်းနဲ့လိမ်မာတာနော်ဖျားစာရင်လည်းလိုက်ဆိုတတ်နေပြီသိလားအဲ့ဒါကြောင့်သူတို့ပါတဲ့ငမန်းချယ်လီလေးရယ်ချောကလက်ရယ်ဇီးပြားရယ်ဝယ်ခဲ့ပြုံးနော်ကလေးလေးတွေကအများကြီးမဝယ်ဘူးတဲ့နည်းနည်းပဲစားမှာတဲ့မှာလိုက်ပြီဇီးပြားလေးကပြန်လာလို့ရှိရင်ဝယ်ခဲ့တော့မှာသိလားရဟုတ်အခုကလုံးလို့မရဘူးလေ तू ကအခုမှအဝေးကြီးမှရှိသေးတယ်ခရီးထွက်နေလို့ပဲရှိသေးတယ်လေမမချိုပြန်မလာသေးတော့မမကြီးကလုံးလို့မရဘူးလေဟုတ်အဲ့လိုဟတ်ချက်လားအဲ့ဒါမှဒီပြားလေးကမမချိုရောက်ပြီဆိုပြီးတော့ပြောတော့မှမမဟတ်ချက်လောက်လုံးနော်အဲ့မလေးကဟိုတမီးတို့ကချောကလက်လေးနဲ့ဗာနဲ့တို့စားတာကိုကျွေးမှုဆိုစောနာဘယ်လိုစားတာနှစ်မျိုးစားရတာလေနှစ်မျိုးစားရတာဗာလေးနဲ့စားလိုက်တာ
Happy birthday ရယ် ပြီးရကြီးပြားရပြီး ချစ်ခဲတဲ့လေ ဟုတ်ဘူးလေကိုကိုမနေ့ကစားကျွေးမို့ဆိုမနေ့ကဘာစားရတော့ ကြောက် ချောကလက်လေးနဲ့တို့စားဘာစားတာ ရေးကြည့်အောင် မမေးလက်လေးဘာဖြစ်သွားမမေးလက်လေးဟုတ်ပါဟဲ့ ABCD ရေးထားတာ အော် ABCD ရေးထားတာလက်ကလေးကဟုတ်သားတယ်အရင်ကလေးကွာနေတာ ABCD ရေးထားသလိုလေးဖြစ်နေတာပဲဟုတ်ပါအိုးတဲ့အေးတဲ့ကိုကရေးလာတော့လက်လေးကကျက်လက်လေးကလည်းကြည့်ပါဦးညပန်းတော့တဲဆိုတာဟုတ်ဒါတဲ့ကိုမထည့်ရအောင်နော်တဲတွေကြိုက်ပြီးလို့ရှိရင်ဗဇက်ထဲကိုမထည့်ရအောင်နော်တဲတွေဗဇက်ထဲကိုရောက်သွားဘိုက်ထဲကိုရောက်သွားဘာဖြစ်တဲ့တော့သိလား အော်ဖဲ အေးဘိုက်အောင်တက်တယ် ဟုတ်တယ်နော်အဲ့ဒါလို့ရှိရင်တန်ကောင်လေးကဘိုက်ကိုထိုးတာဘမပါအောင်တန်ကောင်လေးဘိုက်ကိုထိုးတာလေ ဥဒေရှောင်း ဥရီလေဥရီအဲ့လေရေမစေးဘဲနဲ့စားပစ်တာလေရေမစေးဘဲနဲ့စားပစ်တော့ဘိုက်ထဲကိုဘာရောက်သွား ဒီတော်လေးရ မလီကောင်းနေနော်လက်တွေထဲမှာနော်တန်ကောင်လေးရှိရနော်အဲ့ဒါကြောင့်အစားစားနဲ့ဒီဆိုရင်မလုပ်ရမှာတော့လက်လေးစေးရမယ်ဒီလိုလေးလက်လေးစေးရမယ်မုတ်စားကဒီဆိုရင်လည်းလက်လေးစေးရမယ်ဟုတ်လား ဘာ ရှင် ဒီစီရ အခုလက်စေးရမယ်အေးပါအေးပါတက်တာ